ပန်ကာလည်းနှင်းနေတယ်ရောင်းအားမရှိဘူးဘယ်လိုပြင်ရမလဲဆိုတာဒီဗီဒီယိုမှာစုံထိကြည့်လိုက်ပါမင်္ဂလာပါခင်ဗျကျွန်တော် Honda လေး modify နဲ့ပြန်လဲစုံတွေ့ကြတာပေါ့နော်ကျွန်တော်ဒီတစ်ခါဒီပန်ကာလေးတစ်လုံးကိုပြင်ပြအောင်မှာဖြစ်ပါတယ်ဒီပန်ကာကတော့ကျွန်တော်ဖွင့်ကြည့်ရလဲနှင်းနေတယ်ပေါ့နော်ရောင်းအားမရှိဘူးဒါကိုဘယ်လိုပြင်ရမလဲဆိုရင်ကျွန်တော်အဲ့ဒါလိုက်ကြည့်ရအောင်ကျွန်တော်မီ plat ထိုးပြမယ်နော် Okay ကျွန်တော်မီ plat ထိုးလိုက်ပြီ plat ထိုးပြီးသွားရင်ကျွန်တော်ဖွင့်ကြည့်လိုက်နံပါတ်1နှိပ်ကြည့်လိုက်对啊，那里边来呢，你看老王么搞搞，我们说你睇那讲样呢，我那来那边来，不到，也要来呢，按那话 ，OK， 我到一按那到，来那呢，他们用啊老王们修呢，都按那到，一到我就那变样 ，OK， 啥来样 ，OK， 就那米不拉漂亮。ဖြောက်ပြီးသွားရင်ကျွန်တော်ချင်းနဲ့ဖြောက်လိုက်အကောင်လုံးဖြောက်လိုက်မှာကျွန်တော်ဘယ်လောက်ရလဲနဲ့အဆင်ပြေမှာပေါ့နော် Okay ဖြောက်လိုက်ရွက်လေးဖြောက်ရွက်ကိုပြောင်းပြန်လှည့်နော်ခွက်လေးကိုအကုန်ဖြောက်လိုက်မယ်နော်ပြီးရင်ဒီကောင်ကိုကျွန်တော်စောက်ဆွဲကြည့်ပါနော်စောက်ဆွဲလို့မထွက်ရင်တော့ကျွန်တော်နည်းနည်းဟာပေးလိုက်ဒီထဲမှာသူကြားလေးရှိကြားလေးကိုပြားလေးနဲ့ပြားလေးနဲ့ဟာပေးလိုက်Okay ဒါဆိုရင်ထွက်လာပြီပေါ့နော်အင်းဒီနောက်မှမူလေးရှိတယ်ဒီကောင်လေးဖြောက်လိုက်ဖြောက်ပြီးရင်ကျွန်တော်တို့ဒီမှာလက်နဲ့လှည့်ကြည့်ဝင်ရိုးလက်နဲ့လှည့်ကြည့်ဝင်ရိုးကတော့တိတ်မလေးပါဘူးနော်ကျွန်တော်စီနဲ့ထည့်ပေးလိုက်ဝင်ရိုးမှာဝင်ရိုးမှာကျွန်တော်ပလက်လှမ်းပြီးတော့စီနဲ့ထည့်ပေးလိုက်နည်းနည်းဆိုရတယ်နော်စီထည့်ရင်ရှေ့ရောနောက်ရောကျွန်တော်ထည့်ပေးရမယ်နော်ဒီအနောက်မှာထည့်ဖို့တော့ဒီကောင်နဲ့ဖြုတ်အောင်ဒါလေးကိုဖြုတ်ပေးရအောင်နော်မူလီမပြောင်းတေချာဖြုတ်ပါနော်ပြောက်သွားရင်တိုင်ပတ် Okay ဒီကောင်လေးထွက်လာဒီနောက်မှာလည်းကျွန်တော်စီထည့်ပေးရအောင်စီလိုလဲဆောင်းပြီးတော့ကန်ပြီးထည့်ပါနော်ရပါပြီနော်ကျွန်တော်နည်းနည်းခောက်ပေးလိုက် Okay ပေါ်ရနော်လက်နဲ့လှည့်လို့ပေါ်သွားပြီဆိုရင်ကျွန်တော်ဒီနောက်ဟာပြန်တက်ပေးလိုက် Okay လောက်ဆိုရပြီနော်ပြီးတော့ရင်ကျွန်တော်ပန်ကာကိုလဲချလိုက်ကျွန်တော် capacitor ကိုစစ်ကြည့်မယ်နော်ဒီမျိုးစားတွေကcapacitor ကဒီအောက်မှာရှိတယ်ပေါ့နော်ဒီအပေါ်မှာမရှိဘူးပုံမှန်မျိုးစားတွေဆိုရင်ဒီအပေါ်မှာရှိတယ်ပေါ့နော်ဒီမျိုးစားကြတော့ဒီအောက်မှာသူထားတာ capacitor Okay ကျွန်တော်ပန်ကာလဲချလိုက်ဒီကျွန်တော်ဒီအောက်အဖုံးကိုဖြောက်ရမှာဖြစ်ပါတယ် Okay ကျွန်တော်မူလီဖြောက်ပြီးတော့ရင်ဒီကောင်လေးကိုနှံထုတ်လိုက်ဒါလေးဒီမှာ capacitor တွေ့ပြီနော် capacitor 1.5 ထောက်ပြီးတော့ကျွန်တော်သူ့အားပြည့်တယ်လားမပြည့်လားကျွန်တော်တိုင်းရမှာဖြစ်ပါတယ်တကယ်လို့ငွေချင်းတော့မှာတိုင်းစရာပလက်မီတာမရှိရင်တော့မတိုင်းမနဲ့အသက်ဝယ်လိုက်နော်အသက်ဝယ်လိုက်ဖြတ်ထုတ်လိုက်ဖြတ်ပြီးမှတိုင်းလို့ရအောင်နော်ဒီတိုင်းသွားတိုင်းရင်တော့မရပါဘူးဒီလောက်လေးကျွန်တော်ဖြတ်လိုက်ကျွန်တော်ဂျိုးကိုလည်းတေချာမှတ်တာပါနော်ကျွန်တော်ဖြတ်ထားတဲ့ဂျိုး capacitor က 1.5 တက်မှ5ပါနော် Okay ဒါကိုကျွန်တော်မီတာယူပြီးတော့တိုင်းကြည့်မယ်နော်နောက်မီတာလေးရဒီကောင်ပါနော်ဒီမှာ SD 183ညကျွန်တော်ဒီ club meter လေးပဲရှိတာပေါ့နော်ဒီကောင်နဲ့ပဲတိုင်း capacitor တိုင်းလို့ရတဲ့ version ပါတော့ပေါ့နော်အဲ့တော့ဂျိုးကိုအနီးမှာထည့်အမဲမှာထည့်ပါနော်ပြောရရင်ကျွန်တော်ဖွင့်လိုက်ပြီးရင်ဒီမှာ NF ဆိုတဲ့နေရာလေးကိုပြတာပါနော်အဲ့နေရာက capacitor တိုင်းတဲ့နေရာပေါ့နော် Okay ကျွန်တော်နှထားတာ Okay ဒါဆိုရင်ကျွန်တော်တိုင်းကြည့်မယ် 1.5 ပြည့်ရမယ်နော်ဒီလောက်ကောင်းတယ် 1.5 အပြည့်ပဲနော်လုံးဝမလျော့သေးဘူး Okay ဒါဆိုရင်ဒီကောင်ကတောင်းလို့ရတယ်နော်ကျွန်တော်ပြန်ပြီးတော့သူ့နေရာတိုင်းပဲပြန်ထည့်ပေးလိုက်မယ်နော်ပြန်ထည့်ပြီးတော့ရင်မူလီပြန်ရက်လိုက်တက်ရက်လေးဖြစ်သွားတော့ Okayပြီးတော့ကျွန်တော်အဖုံးပြန်ပိတ်လိုက်မယ်နော် Okay ကျွန်တော်ပိတ်ပြီးတော့ရင်တော့ပန်ကာကိုပြန်လှန်ပြီးတော့ခုနကကျွန်တော်စီးပါထည့်တာဖြစ်တဲ့အတွက်ပြန်ပြီးတော့ဖွင့်ကြည့်အောင်နော်လက်ထိုးပြီးတော့ဖွင့်ကြည့်လိုက်ဒီလေအပ်လို့နေလဲလို့နံပါတ်1ရသွားပြီနော်ဒါဆိုရင်အဖုံးလေးပြန်တက်လိုက်မယ်နော် Okay အဖုံးတက်ပြီးတော့ကျွန်တော်ချင်းပြန်တက်ပြီးရင်ပန်ကာရွက်ပြန်တက်
Okay ပြီးတော့ရနော်ဒါဆိုရင်ကျွန်တော်အကောင်လုံးပြန်တက်ပြီးသွားတယ်ပြီးသွားပြီပေါ့နော်ဒါဆိုရင်ကျွန်တော် Maybelline ထိုးပြီးတော့ဖွင့်ကြည့်ပြီးရင်ကျွန်တော်နံပါတ်1ဖွင့်ကြည့်မယ်နော်နံပါတ်2နံပါတ်3ဒီဘန်ကလဲတော့လဲတယ်နော်ခုနကကျွန်တော်စီထဲတယ်ပြီးတော့ capacitor စစ်ကြည့်တယ် capacitor လည်းအကောင်းပဲနော်စီဝင်ရိုးလည်းလုံးဝမကြက်ဘူးလုံးဝချောင်းနော်ဒါပေမဲ့ဖွင့်လိုက်ရင်တော့လေအားကျွန်တော်ညွန်လင့်ထားသလောက်လေအားမကောင်းတော့နော်ဒီမှာဖွင့်ကြည့်နံပါတ်2တက်လာလုံးဝရုံအားမရှိတော့ခုနကမှကျွန်တော်အစွမ်းကုန်စူးစမ်းကြည့်ပြီးသွားပြီဒါရုံအားလုံးဝမရတော့ဘူးကျွန်တော်ထင်တာတော့ဒီမော်တာကမကောင်းတော့ဘူးပေါ့နော်ဒီ coin ကဘာဖြစ်ဒီလိုဖြစ်ရလဲဆိုရင် coin မှာတောင်းထားတဲ့ဒီဂျင်းနီဂျိုကလုံးဝအညံ့စားပေါ့နော်ဒီဈေးတော်တဲ့ပန်ကားတွေပေါ့နော်ဈေးတော်နဲ့ဆိုတော့အပြင်ပိုင်းကြည့်လိုက်ရင်ပန်ကား share ပဲလုံးဝလှဒါပေမဲ့သူ coin မှာတောင်းထားတဲ့ဒီဂျင်းနီဂျိုရဲ့အရေးသွေးမှာမူတည်တာပေါ့နော်ဂျင်းနီဂျိုကအရေးသွေးမကောင်းဘူးဆိုရင်ဒီလိုသူက short ပြီးတော့ပတ်အားရော့သွားတဲ့ပုံစံဖြစ်သွားတာပေါ့နော်ဒါကြောင့်မလို့ရုံအားမရှိတော့ဘူးကျွန်တော် capacitor ဘယ်လောက်ပဲလဲဝင်ရိုးတွေဘယ်လောက်ပဲစီထက်သူရောင်းအားမရှိတော့သူမရောင်းနိုင်တော့ဒီမှာဒါနံပါတ်3ကျွန်တော်ဖွင့်တာပြီးရင်လက်နဲ့တော့တုတ်ပေးလိုက်တက်လားလက်နဲ့တုတ်မှသူကတဲ့ဒါတော့ဒီမကောင်းဒီနည်းနည်းပဲရှိတယ်ရောင်းအားလုံးဝမရှိတော့ဘူးနော်ဟုတ်လားအဲ့လိုဖြစ်သွားဒီနည်းနည်းပဲထွက်ဒါနံပါတ်3ပေါ့နော်နံပါတ်1ဆိုရင်ရောင်းလို့တော့မနိုင်ဘူးโอเคဒါခွိုင်တောင်းကဖြစ်တာဆိုတော့ကျွန်တော်ဒီဘန်ကာလေးကတော့ပြင်တာမအောင်မြင်လိုက်ဘူးပေါ့နော်ဒါပိုင်းရှင်ကိုကျွန်တော်ကြိုးချောင်းပြောပြပြီးတော့ပြန်ပေးလိုက်မှာဖြစ်ပါတယ်ဟုတ်ကဲ့ပါတကယ်ချင်းတို့အနေနဲ့တကယ်လို့ဒီလိုအခြေအနေမျိုးကြုံခဲ့မယ်ဆိုရင်ဒါခွိုင်ကဖြစ်သွားတယ်ဆိုရင်တော့ကျွန်တော်ပြင်လို့မရတော့ပါဘူးခွိုင်အသစ်လဲမှရမယ်ခွိုင်မလဲချင်တော့အသစ်ဝယ်လိုက်ပေါ့နော်ဟုတ်ကဲ့ပါဒါလည်းဘုဒ္ဓတတစ်ခုအနေနဲ့ကျွန်တော်ပြောပြတာပေါ့နော်ကျွန်တော်ရဲ့အတွေ့အကြုံရဒါမျိုးကကြုံခဲ့တယ်capacitor လဲတယ်ဝင်ရိုးစစ်တယ် body port တယ်အကုန်စစ်တယ်ကျွန်တော်စွမ်းကုန်စူးစမ်းပြီးတော့မရတော့ဘူးเนาะဒါလည်းရောင်းအောင်ကြည့်ဒီမှာကျွန်တော်နံပါတ်1ဖွင့်ပြတယ်ဒီမှာနံပါတ်1ဆိုလုံးဝမရောင်းနိုင်ဘူးဒီမှာနံပါတ်2လုံးဝမရောင်းနိုင်ဘူးဘာတောင်းလည်းမရောင်းနိုင်ခုနကတော့နည်းနည်းရောင်းသေးတယ်เนาะဒီမှာကျွန်တော်လက်နဲ့တုပ်ပေးလိုက်ဟုတ်လားလက်နဲ့အချိန်ပေးလိုက်မှလဲလုံးဝမရတော့လဲလေကနည်းနည်းပဲလောက်ရောင်းနေမရတော့ပြီးတော့ coin ရလည်းတအားပူပဲเนาะခဏပဲဖွင့်တာတအားပူဟုတ်ကဲ့ပါဘာဖြစ်ဖြစ်ကျွန်တော်ဗီဒီယိုအဆုံးထိကြည့်ပေးတဲ့ငွေချင်းများအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျကျွန်တော်နောက်ဗီဒီယိုမှာပြန်ဆောင်ကြမယ်เนาะနောက် channel လေးကို subscribe လေးနှိပ်ထားပေးဖို့မမေ့ပါနဲ့ခင်ဗျကျွန်တော်တင်တဲ့ဗီဒီယိုအသစ်တိုင်းသိရဖို့အတွက် notification လေးကိုလည်းနှိပ်ထားပေးပါအားလုံးလည်းကျေးဇူးတင်ပါတယ်ခင်ဗျ bye bye